မြောက်ရီရုပ်မြင်တန်ကြားပြည်တန်များရှင်မိုးကုဆရာတော်ဘုရားကြီးဘဝနှစ်ထံပြန်လွန်တော်မူပြီးနောက်ပိုင်းဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာမပြောက်မပြတ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။တရားတော်မှာများကလည်းဆရာတော်ဘုရားကြီးကိုတက်ရှိထင်ရှားရှိနေစေပမာဆက်လက်ကြီးညိုပူဇော်နေကြမည်ဖြစ်ပါတယ်။ဗုဒ္ဓနီးကြလမ်းညွှန်ပြတဲ့မိုးကုဆရာတော်ဘုရားကြီးရဲ့နိမိတ်တရားတို့ကိုကျင့်ကြံပွားများအားထုတ်နေကြရုံများမကဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးတော်တွေကိုလည်းအစဉ်ကြီးညိုဥခတ်ပူဇော်ပြည့်ရှိနေကြပါလေရှင်ဆရာဘုရားကြီးဒေသနာတော်များကိုမိုးဆရာတော်ဘုရားကြီးမြန်မာလိုရှင်းရှင်းလင်းလင်းလူတွေနားလည်အောင်ဟောပြောခဲ့တာကိုကျွန်တော်တို့ခင်ဗျားတို့ကနာကြားခဲ့ရပါတယ်အဲ့လိုနာကြားခဲ့ရတယ်ကျွန်တော်တို့ခင်ဗျားတို့ဟာဥပဒနာနေမြေမှာဓမ္မနေမြေမှာကျွန်တော်တို့ကဥပဒနာပြရဖို့အာထုတ်ခွင့်ကြုံခဲ့ကြတယ်အာထုတ်ခွင့်ကြုံခဲ့ကြလို့ကျွန်တော်တို့ကမြတ်စွာဘုရားရှင်ဉာဏ်တော်ကြီးကိုလည်းကြီးညိုမဆုံးဝမ်းသာမဆုံးဖြစ်ခဲ့ကြပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးကိုကျွန်တော်တို့ခင်ဗျားတို့လူပုဂ္ဂိုလ်တွေကြည်ညိုတဲ့အပြင်အခုခေတ်မှာကျွန်တော်တို့ပညာရှိကြီးခေကြီးဝါကြီးဖြစ်တဲ့ဒီတိပိဋကဒရဓမ္မဗန္ဒာကာရိကမင်းကုန်းဆရာတော်ဘုရားကြီးကိုယ်တိုင်ကလည်းမြန်မာဘာသာနဲ့ကျွန်တော်တို့တရားနာပရိသတ်တွေကိုနားလည်အောင်ဟောပြောတဲ့နေရာမှာမြတ်စွာဘုရားကရှိခဲ့လို့ရှိရင်မြန်မာထကထာဆရာကြီးလို့ဣတရက်ဘွယ်လူကိုချီးမြှင့်ခဲ့ပါပဲလို့မိန့်ကြားခဲ့တာကိုကျွန်တော်တို့ကြားသိခဲ့ရပါတယ်ဗျာဟုတ်ပါတယ်ခင်ဗျာသခိုင်းတောင်ရောကျွင်းနာတိုက်တဲ့တက်တော်ရာကျော်ဆရာတော်ဘုရားကြီးကလည်းပဲတောင်မြို့မိုးကုတ်ဆရာတော်ဥမ္မရထံမှာတို့စားလိုက်ဖူးတယ်အဲ့ဒီတုန်းကပဋ္ဌာန်းချတာအမတန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ပဲပဋ္ဌာန်းအဘိဓမ္မာဆိုတာပင်လယ်ပြင်ကြီးလို့ကျယ်လဲကျယ်နယ်လဲနဲ့ခက်လဲခက်တပည့်ကန်းရောက်အောင်ကုခတ်ပို့နိုင်ခဲ့ပြီချင်းအဲ့ဒါသူကစာသင်သားတွေကိုကုခတ်ပို့ပေးနိုင်တယ်အဲ့ဒီတော့အစွမ်းသားကြီးရှိတယ်လို့ဂုဏ်ပြုချီးမွမ်းမိကြားခဲ့ခြင်းများကိုမှတ်သားခဲ့ရပါတယ်ခင်ဗျာတမျိုးကြီးနေတနိုင်ငံလုံးကြော်ကြလူကြီးများတဲ့တောင်မြို့မဟာကဏ္ဍမြို့ဆရာတော်ကြီးရှင်စန္ဒကာပိဝန္တမဟာတိကိုလိုတိုင်ကသူရဲ့တပည့်တောင်ကများကိုတန်ခါများကိုတပည့်တို့မင်္ဂလာတိုက်မှာပြန်တော်မူတဲ့ဆရာတော်ကြီးဥမလားဘုန်းကြီးတို့နဲ့တက်တူတူပဲဒီဆရာတော်ကြီးဟာအဘိဓမ္မာရပါမှာတနိုင်ငံလုံးကြော်ကြတဲ့အဓိကပုဂ္ဂိုလ်ကြီးဖြစ်တယ်သီလသမာဓိပညာကုံလုံးကျွယ်ရတဲ့ဆရာတော်ကြီးဖြစ်တယ်ဝိပဿနာတရားဟောပြန်တော့လည်းပဲလူကားတွေကြည်ညိုကြတယ်နားလည်ကြတယ်ပြပန်းကဝိုင်းအောင်ကြည်ညိုကြတယ်ဆရာတော်ကြီးဟောတဲ့တရားကိုလိုက်နာကျင့်သုံးကြတယ်ဒီကြောင့်ဆရာတော်ကြီးကတကယ့်ကိုဂုဏ်ပြုတိုက်တဲ့ဆရာတော်ကြီးဖြစ်တယ်လို့ဆရာတော်ကိုယ်တိုင်လှုပ်တော်ကမြွက်ကြားတာကိုကျွန်တော်တို့ကိုယ်တိုင်ကြားသိခဲ့ရပါတယ်ခင်ဗျာဟုတ်တာဗောတရားနာပရိသတ်နဲ့ပတ်သက်လို့ရှိစုတာကိုကျမတို့ကျမ်းနာမှတ်သားခဲ့ရတယ်ပြောပြပါဦးမယ်ကျေးဇူးရှင်တိပိဋကဒရဓမ္မဗန္ဒာကာရိကမင်းကုန်းဆရာတော်ဘုရားကြီးကတရားနာပရိသတ်အကျဉ်း9မိရှိရလို့ဟောခဲ့ပါတယ်တိဏ္ဏဘာတတ္တပဒနာဆိုတာအတန်ကိုကြည့်လို့တာပေါ့အတန်လေးအတန်သားကိုကြည့်လို့တဲ့ပရိသတ်မျိုးပေါ့နှစ်နံပါတ်ရူပပဒနာဆိုတာရုပ်အစင်းကိုကြည့်လို့ဓမ္မဂရိယကိုယ်ရဲ့ရုပ်ရည်အစင်းအင်္ဂါဥပဒိရှိတာကိုကြည့်လို့တဲ့တရားနာပရိသတ်မျိုးသုံးနံပါတ်ကဂုဏပဒနာဆိုတာဘုံအင်္ဂါရှိရဲ့ဓမ္မဂရိကကိုကြည့်လို့တဲ့ပရိသတ်မျိုးလေးနံပါတ်လူခပဒနာဆိုတာရှိရိုးကြံကြံအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်မျိုးကိုကြည့်လို့တဲ့ပရိသတ်မျိုး9နံပါတ်ဓမ္မပဒနာဆိုတာတရားဓမ္မတက်တက်ကိုကြည့်လို့အဲ့ဒါမျိုးကြတော့အတန်ကိုလည်းပဓာနာမထားဘူးရုပ်အစင်းကိုလည်းမကြည့်ဘူးဘိုးအင်္ဂါကိုလည်းမငဲ့ဘူးခေါင်းကောင်းပါပါအကျင့်ကိုလည်းမမဆိုင်ဘူးဓမ္မတက်တက်ကိုကြည့်လို့တဲ့ပုံပုံမျိုးအဲ့လိုပရိသတ်မျိုးကဒါဒီဘဝမှာတရားဓုရနိုင်တယ်လို့မင်းမို့ဆရာတော်ဘုရားကြီးမိန့်ကြားခဲ့တာကိုကြားနာခဲ့ရပြီပါဟုတ်ပါလေရှင်ဒါကြောင့်မို့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိတိယအတိုင်းဟောကြားနေကြတဲ့မိုးကုတ်ဝိပဿနာရိပ်တာတော်တော်များများမှာယခုခေတ်လူကြီးလူငယ်လူလတ်ပိုင်းတွေမှာတော်တော်များများတွေ့ရပါတယ်ယခင်ခေတ်ကဆိုရင်
အသက်50ကျော်60ကျော်တွေပဲရေးတာမှဝင်ပါတယ်ဒါကြောင့်မို့အခုခေတ်လူငယ်လေးတွေကိုလေးစားပါတယ်ချီးကျူးပါလိမ့်ရှင်ဆရာတော်ဘုရားကြီးကဆက်ပြီးတော့နေကြထားတာရှိပါတယ်မရပူရမြို့မင်္ဂလာတိုက်ဟောင်းမဟုတ်ဆရာတော်ဘုရားကြီးဟောကြားထားတဲ့တရားတွေကတော့အမှန်တန်ပြီးသားလှပါပြီလေဒီတရားတော်တွေကတထိုင်ငင်းတဲ့နိဗ္ဗာန်ကိုဥတည်ပို့ပေးနိုင်တဲ့တရားတော်တွေလည်းဖြစ်ပါတယ်ဒါကြောင့်ဒီတရားတော်မျိုးနာကြားရတဲ့ပြိဋ္ဌာမျိုးမှာပဲဓမ္မပါဒနာပြိဋ္ဌာလို့ချီးကျူးရမှာပဲဆိုပြီးတော့မင်းတို့ဆရာတော်ဘုရားကြီးကမိန့်ကြားတော်ပါတယ်ရှင်အဲ့ဒါကိုကျမ်းစာမှတ်သားရပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့ယခုခေတ်လူငယ်တွေဟာမုဂုတ်တဝကဝင်ဖြစ်ရတာအင်မတန်မှချီးကျူးဂုဏ်စရာပါပဲရှင်ဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့ကမိုးကုတ်ဆရာတော်ဘုရားကြီးကိုဂုဏ်ပြုချီးမွမ်းပြောဆိုနေကြတာတဲ့ပညာရှိဆရာတော်ကြီးများဂုဏ်ပြုချီးမွမ်းမိန့်ကြားတာတွေကိုနာယူမှတ်သားခဲ့ရတာတွေပုံမပြည့်စုံပြီးဝမ်းသာလို့မဆုံးကြီးညိုလို့မဆုံးဖြစ်ကြဒီဆရာတော်ကြီးရဲ့ကျေးဇူးတော်ကိုတသလဖြစ်နေရတာပေါ့ခင်ဗျာညောင်ရီရုံမြင့်တန်ကြားပြည်တများရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဘဝနှစ်ထံကျမ်းလွန်တော်မူခဲ့တာဟာအခုဆိုရင်နှစ်ပေါင်း90နီးပါးရှိခဲ့ပြီဖြစ်ပါတယ်ဒီနှစ်ပေါင်း90အတွင်းမှာဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားတော်များဆရာတော်ဘုရားကြီးကိုယ်တော်တိုင်ကျင့်ဉာဏ်အားထုတ်ပြီးနေပြီးညွှန်ကြားပြသတော်မူခဲ့တဲ့ဝိပဿနာကျင့်စဉ်တွေဟာထွန်းကားပြန့်ပွားလျက်ရှိနေစေဖြစ်ပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အဆုံးအမဒေသနာတော်တွေဟာမြန်မာနိုင်ငံတနင်္သာရီမှာအသင်းချုပ်ကြီးအသင်းကွဲပေါင်းများစွာတို့နဲ့အတူနေ့စဉ်နဲ့မျှဟောကြားသူနာကြားသူတွေစဉ်ဆက်မပြတ်ရှိနေတာကိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြောရရင်ဆရာတော်ဘုရားကြီးအမရပူရမျိုးပါလေမဟုတ်ဘူးကြွလာတဲ့အချိန်ငါစပြီးတော့ဆရာတော်ကြီးရဲ့တတိတာဝကတယောက်အနေနဲ့ဖြစ်ခဲ့ပါတယ်ဆရာတော်ကြီးရဲ့ပရိစ္ဆသမုပ္ပါတရားတော်သစ္စာ၄ပါးတရားတော်များကိုလည်းတော်တော်ပုံနည်းနည်းချိုက်ချိုက်နဲ့နာခဲ့ပါတယ်သဘောလည်းကျပါတယ်ကျွန်တော်သဘောကျတယ်လို့လည်းဒီရဟနာပရိသတ်များကလည်းအားလုံးနှစ်သက်ကြပါတယ်မိုးကုတ်ဆရာတော်ကြီးရဲ့ခန္ဓာပရိစ္ဆသမုပ္ပါနဲ့ဝိပဿနာအလုပ်ပေတရားများဟာအင်မတန်မှရှင်းလင်းပြတ်သားဒီလူတိုင်းနားလည်လွယ်တဲ့အတွက်ကျွန်တော်အနေနဲ့များစွာနှစ်ချိုက်အားရရှိခဲ့တယ်လို့လူအများလည်းနားလည်နိုင်ကြပါတယ်ခင်ဗျာမဟုတ်ဆရာတော်ကြီးပြန်လွန်တော်မူပြီး18ရက်ရှိတဲ့အခါမှာရန်ကုန်မြို့ဦးတန်နိုင်ရဲ့အိမ်မှာတရားတော်များမပြောက်ပြက်စေပဲပြန့်ပွားအောင်လုပ်ဖို့စီဝေးတိုင်ပင်ပြည်1962ခုနှစ်နိုဝင်ဘာလ3ရက်မှာမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ကြီးကိုစတင်တည်ထောင်ခဲ့ပါတယ်အဲ့လိုတည်ထောင်ခဲ့တဲ့မှာဆရာတော်ကြီးဤတရားများကိုမပြောက်ပြက်အောင်တရားအပုပ်ပေါင်း88ပုဒ်ကိုပေထဲအခရာသင်ခဲ့ကြပြီးနောက်စာအုပ်ကြီးများတရားခွေသက်ဆက်များယနေ့ CD MP3 အချက်များဖြစ်အောင်ကြိုးစားပြီးပြန့်ပွားအောင်ဆောင်ရွက်ကြပါတယ်ယခုဆိုရင်မိုးကုတ်ဆရာတော်ကြီးတရားအပုပ်ပေါင်း1500ကျော်ထူထောင်ပြန့်ပွားနေပြီးဖြစ်ပါတယ်တရားဟောယဟန်ဓမ္မဂတိကလူဓမ္မဂတိကများကိုလည်းမွေးထုတ်ပြီးတရားတကာညီညွတ်စွာနဲ့ဆက်လက်ဆောင်ရွက်နေပါတယ်ခင်ဗျာကျွန်တော်အနေနဲ့2005ခုနှစ်ကစပြီးတော့ဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့ဆရာတော်ကြီးရဲ့တရားတွေကိုပြန့်ပွားအောင်ဆောင်ရွက်ခဲ့ပါတယ်ဆက်လက်ပြီးတော့လည်းဒီပြန့်ပွားအောင်ကျွန်တော်ကြိုးစားပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့မဟုတ်ဝိပဿနာတ
တရားစင်တဲ့လုပ်ငန်းစဉ်ပြန်ပေါ်ရေးအဖွဲ့ချုပ်ကြီးအနေနဲ့ပေါ်ပေါက်လာပုံအနေနဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့မိုးကုတ်ဆရာတော်ကြီးရဲ့တရားတော်များကိုတာဝကများဖြစ်တဲ့တပည့်တော်များကနာကြားပြီးတဲ့အချိန်မှာတရားရဲ့သဘောတော်ပေါ်နှိမ့်ချိုက်ပြီးတော့ယုံကြည်သက်ဝင်ကိုအားထုတ်ခဲ့ကြတဲ့အတွက်ဆရာတော်ကြီးကိုကြီးညိုတရားပေါင်းများပြီးတော့ဆရာတော်ကြီးရှိစဉ်ကရင်ဆရာတော်ကြီးဟောတရားတော်များကိုအတန်တွင်တိတ်ခွေများနဲ့အတန်သွင်းယူခဲ့ကြပါတယ်ဆရာတော်ကြီးရဲ့တရားတော်များကိုမပြောက်ပြက်အောင်ထိန်းသိမ်းတဲ့အနေနဲ့1962ခုနှစ်မှာပဲဦးတန်တိုင်ကဒီတရားတော်များမပြောက်ပြက်အောင်ပြန့်ပွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့မောဂဝိပဿနာအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်1962ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှာဝန်ကြီးဟောင်းဖြစ်တဲ့ဦးအောင်ဇံဝေဦးတန်တိုင်ဦးတန်းမောင်ဦးအောင်ချီတွင်မှုဖြစ်တဲ့ဦးဖတ်တောင်းစသည်ဖြင့်ဖွဲ့စည်းအနေနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်ရွှေတော်ဖျားနောက်ဖက်မှာရှိတဲ့ဖွာသဲနုစရမှာလူစုလူဝေးပြီးတော့တရားနာပရိသတ်များကိုပင့်ဖိတ်ပြီးတော့စတင်ပြီးတော့တရားနာစေခဲ့ပြီးဖွဲ့ခဲ့ပါတယ်ဒီချိန်ကာလကနေမှ1964ခုနှစ်ထိတိုင်အောင်အမြဲလူတရားဝဲများကိုကျင်းပပြီးတော့ဆရာတော်ရဲ့တရားတိခွေများကိုဖွင့်ပြီးတော့နာတစ်ချိန်ထိုင်တစ်ချိန်နဲ့တရားစခန်းများကိုကျင်းပခဲ့ပါတယ်ထို့နောက်1994ခုနှစ်ကျတော့နေရာထိုင်ခင်းအဆင်မပြေတဲ့အတွက်ရွှေတော်ဖျားမြောက်ဖက်မှာရှိတဲ့သွေးစကန်နီကအမြတ်ခွန်ဓမ္မယုံကိုငှားရမ်းပြီးတော့မဟုတ်ဝိပဿနာရိပ်သာအနေနဲ့ဖွင့်ခဲ့ပါတယ်ဒီလိုကျင်းပတဲ့အချိန်ကာလမှာယောဂီပရိသတ်တွေအနေနဲ့များပြားလာတဲ့အပြင်ကိုတရားကိုရေးလဲအောင်ရှင်းပြနိုင်တဲ့ဓမ္မဂရိကတွေမရှိခဲ့တဲ့အတွက်အဲ့ချိန်မှာလူဓမ္မဂရိကပုဂ္ဂိုလ်များကဆရာတော်ကြီးတရားများကိုလည်းပြန်လည်သင်ကြားပို့ချပြီးတော့တရားဝဲမှာတရားစခန်းအနေနဲ့စတင်ကျင်းပခဲ့ပါတယ်ဒီကာလမှာဆရာတော်ကြီးရဲ့တပည့်အရင်ဖြစ်တဲ့ဆရာတော်ကြီးရှိစဉ်တုန်းကရင်ဆရာတော်ကြီးရဲ့ဝေယဝိဆအလုံးစုံကိုကျွစုခဲ့တဲ့ဆရာတော်တပည့်တောင်မြုပ်ဦးအေးမောင်ဆိုတာဆရာတော်ကြီးကဒီတရားတွေကိုပရိစ္ဆသမဘုပတရားတော်တွေကိုကွန်ဒီလေးတွေချပြီးတော့ညစဉ်အများအားသင်တန်းပေးခဲ့တဲ့အတွက်ဆရာတော်ကြီးရဲ့မူကိုပရိစ္ဆသမဘုပရှင်းပြတာကိုလည်းတေချာရေးရနားလည်တဲ့ပုဂ္ဂိုလ်အနေနဲ့ကသူ့အနေနဲ့ဆိုရင်လည်းဟောပြောဖို့သင့်ပါတယ်ဆိုတဲ့အနေနဲ့အဖွားဖြစ်တဲ့အဖွားဖုံကပြောခဲ့တဲ့အချိန်မှာသူလူဘွက်နဲ့ဟောရတာမသင့်တယ်ပါဘူးဒါမှမဟုတ်သူရဟန်းခံပြီးမှပဲဟောပြရစီဆိုတဲ့အတွက်ဒီဖြစ်တဲ့ဦးမြင့်တို့မတန်းတန်းတို့ကပဲရဟန်းခံပြီးတော့တရားဟောစီခဲ့ပါတယ်ဒီနောက်မှာဆရာတော်ဦးဓမိတ်တရအနေနဲ့တရားဓမ္မများကိုစတင်ဟောကြားခဲ့ပြီးမဟုတ်ဝိပဿနာအဖွဲ့ကြီးအားစီစီကားတတ်တတ်မြဲဖြစ်လာကြပါတယ်ဒီနောက်မှာဆရာတော်များဖြစ်တဲ့ဥဒ္ဓမတာရဥဇနိတာလင်္ကာရဆရာတော်ဥဘောဓိတစသဖြင့်ဓမ္မဂရိကဆရာတော်ကြီးများပေါ်ထွန်းခဲ့ပါတယ်ပရိသတ်တွေကဖြည်းဖြည်းတရားလိုက်စားတဲ့ပရိသတ်ကများပြားလာတဲ့အတွက်ဒီရဲ့အမြတ်ခွန်ဓမ္မယုံအနေနဲ့တင်လုံလောက်တော့ပါဘူးဒါကြောင့်မလို့1969ခုနှစ်မှာခုလက်ရှိအမှတ်80နဲ့နတ်မော်လန်းခြံကြီးကိုဝယ်ယူပြီးတော့မဂ္ဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့အနေနဲ့လှူဒန်းခဲ့ပါတယ်တရားတော်များဟာပြန်ပွားလာတဲ့အတွက်ဓမ္မဂရိကတွေကလည်းလိုအပ်လာပါတယ်တချို့နယ်တွေမှာဆိုလည်းဒီတရားတော်တွေကိုလိုချင်တဲ့အတွက်သူတို့ရိပ်သာဖွင့်ပြရစီဖွဲ့ခွဲများကိုဖွဲ့စည်းတည်ထောင်ဖို့အတွက်ကိုဆုံးဖြတ်ခဲ့ကြပါတယ်ခုဆိုရင်ဖွဲ့ခွဲပေါင်းဟာ926ဖွဲ့လောက်ရှိပါပြီဒီလိုပဲဒီရိပ်သာအနေနဲ့ကလည်းဖွဲ့ခွဲများကဆေလွတ်တဲ့ဓမ္မဂရိကလောင်းလျာများကိုလည်းဝါရင်းဒလင်းလုံးကိုစင်မပြတ်တရားစဉ်များကိုနာယကဆရာတော်များကိုယ်တိုင်အလှည့်ကျပို့ချပြီးတော့ဓမ္မဂရိကလောင်းများကိုလည်းဝေထုတ်နေပါတယ်ခုအဖွဲ့ခွဲတွေမှာလည်းနယ်လိုက်ပြီးတရားဟောဖို့ဆိုပြီးတော့ဓမ္မဂရိကတောင်းခံလာတာကိုလည်းအဖွဲ့ချုပ်အနေနဲ့စီစဉ်ဆောင်ရွက်ပြီးတော့ပြန်ပွားစေခဲ့ပါတယ်ဒီလိုပဲအခုဆိုရင်အမေရိကန်မှာလည်းအဖွဲ့ခွဲအနေနဲ့တောင်းခံလာတဲ့အတွက်အမေရိကန်မှာနယူးယောက်မှာလည်းအဖွဲ့ခွဲအနေနဲ့တရားပြန်ပြုလက်ရှိပါပြီဒီလိုပဲအင်္ဂလန်မှာလည်းအဖွဲ့ခွဲတော့မဟုတ်သေးပါဘူးဒါပေမဲ့ဘုရားဆရာတော်ကြီးရဲ့တရားတွေကိုလည်းဟိုမှာဆရာတော်များပြင်ဖိတ်ပြီးတော့မှတရားဝဲများရှင်းပပြီးတော့တရားစကားများကိုဖွင့်နေရှိနေပါပြီခုဆိုရင်ကျွန်တော်တို့ဘောဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ဖွဲ့ချုပ်ကြီးကိုတည်ထောင်ခဲ့တာဆိုလို့ရှိရင်နှစ်ပေါင်း40ကျော်ပါပြီဒီနှစ်ပေါင်း40အတွင်းမှာလည်းကျွန်တော်တို့အမှုဆောင်အဖွဲ့အစဉ်စဉ်စူးစမ်းအားထုတ်ခဲ့တဲ့အတွက်တရားတော်များကလည်းမြန်မာပြည်နဲ့ပြန်ပွားခဲ့သလိုပြည်ပကိုလည်းပြန်ပွားလျက်ရှိပါပြီဒီလိုဖွဲ့စည်းတည်ထောင်ခဲ့တဲ့အတွက်လည်းကျွန်တော်တို့
မဟုတ်ဆရာတော်ကြီးရဲ့တရားတော်များကလည်းအင်တာမပြန်ပွားလျက်ရှိပါပြီဒီအတွက်ကိုလည်းကျွန်တော်တို့အနေနဲ့များစွာဝန်တာချီးနှုတ်ပြီးတော့ဆက်လက်ရည်လည်းကျွန်တော်တို့အမှုဆောင်အဖွဲ့များအနေနဲ့ကလည်းစူးစမ်းဆောင်ရွက်ပြီးတော့ပြန်ပွားတဲ့ပြန်ပွားအောင်စူးစမ်းမှဖြစ်ဆောင်ပြောချင်တဲ့ဒီကုန်းချုပ်ပါတယ်ကျွန်တော်တို့ဒီအဖွဲ့ချုပ်ကြီးမှာပဲအခုကျွန်တော်တို့နောက်ဆုံးဆောက်ထားတဲ့ပြီးကတိုင်မှာပဲဆရာတော်ကြီးရဲ့ဟောတရားတော်များကိုစာအုပ်အဖြစ်နဲ့ကျွန်တော်တို့ရိုင်းနေထုတ်ဝေရောင်းချလျက်ရှိပါတယ်သစ္စာလေးပါးတရားစာအုပ်အထူပေါ့ကျွန်တော်တို့အခေါ်ကတော့အားလုံးပေါင်းစုစုပေါင်းကျွန်တော်တို့50နဲ့6ဦးရှိပါတယ်အဲ့ဒါဟာနေပြီးတော့မှဒုတိယအုပ်ဖြစ်တဲ့စာအုပ်ကိုတော့ကျွန်တော်တို့ကနေပြီးတော့မှပထမပိုင်းမနေ့ဟောဒုတိယပိုင်းညဟောဆိုပြီး2အုပ်ကျွန်တော်တို့ဆောင်ထားရှိပါတယ်ဒါအပြင်ကျွန်တော်တို့စီ60စီ90ကက်ဆက်တိတ်ခွေလေးကိုလည်းပဲကျွန်တော်တို့ဖြန့်ဝေလေးရှိပါတယ်ဒီနေ့အထိတရားအခွေအမျိုးပေါင်းက1548ခွေရှိပါတယ်ဒီနေ့ကောင်းမယ်အခုနောက်ဆိုလို့ရှိရင်ကျွန်တော်တို့က MP3 CD ပြားတွေနဲ့လည်းပဲတရားတော်10ပုဒ်ကိုအပေါ်ကဆရာတော်ကြီးပုံတော်နဲ့စတေကာကပ်ပြီးတော့မှတရားနာမယ်10ပုဒ်ပါအပါအဝင်ကျွန်တော်တို့ဖြန့်ဝေထားတာလည်းပဲအချက်ပေါင်း140တိတိရှိပါတယ်ဆရာတော်ကြီးရဲ့ဇာပနကိုတော့ကျွန်တော်တို့ VCD အနေနဲ့တပြားရိုက်ထုတ်ထားရှိတဲ့အတွက်ကြောင့် CD ပြားအားလုံးစုစုပေါင်းမှာ140နဲ့တစ်ချက်ရှိပါတယ်ဒီထဲမှာပဲကျွန်တော်တို့ကနေပြီးတော့မှနေဆရာစခန်းပွဲတွေမှာသူတို့ကိုယ်နိုင်လည်းပဲကြည်ကြံပေါင်းများအားထုတ်နိုင်အောင်အဖွဲ့ချုပ်ကျမူဝါဒအတိုင်းလည်းပဲဖွင့်နိုင်အောင်ဆိုပြီးတော့မှဒေယီစဉ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးပေါင်း17ချက်ကျွန်တော်တို့ထုတ်ထားရှိပါတယ်ကျွန်တော်တို့စောင်းအလတ်ကလေးတွေမှာဒီကျင့်စဉ်တွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဓာတ်နုပဒနာကျင့်စဉ်ဝေဒနာနုပဒနာကျင့်စဉ်သမုဒယသစ္စာအနဲ့ဒါလေးလည်းကျွန်တော်တို့ဆောင်းပေးထားတယ်လို့ပဲခန္ဓာဉာဏ်ရောက်ဆိုပြီးတော့ပရိသတ်သမုပတရားတော်စာအုပ်များကိုလည်းပဲတိသထုတ်ဝေထားတာရှိပါတယ်နောက်စာအုပ်ကြီးတွေအနေနဲ့မှာဆရာတော်ဥပဒိတပြုစုခဲ့တဲ့တဘောသာသနာစာအုပ်ကိုလည်းပဲကျွန်တော်တို့ဒီမှာဖြန့်ချီရရှိပါတယ်နောက်တော့ကျွန်တော်တို့အခြေခံရအောင်ဆိုပြီးတော့မှပရိစ္ဆသမုပ္ပါစဝိုင်းဒေသနာကိုဆရာတော်ရဲ့ဥပနိဒေယမူအရဖျားဝဲတဲ့ဤစဉ်ဒီအတိုင်းပဲကျွန်တော်တို့ကစာရင်းနဲ့ဖြန့်ပေးတာတစ်မျိုးပိတ်ကားနဲ့ဖြန့်ပေးတာတစ်မျိုးနောက်ဗီနိုင်းပလတ်စတစ်ခေါ်တဲ့ပလတ်စတစ်နဲ့ဖြန့်ပေးတာတစ်မျိုးစဝိုင်းကိုဖြန့်ပေးတယ်လို့ပဲဆရာတော်ကြီးရဲ့ဓာတ်ပုံကိုလည်းပဲကျွန်တော်တို့စက်ကူနဲ့ဆိုရင် black and white ထုတ်တယ်လို့ရောင်စုံနဲ့ထုတ်ပါတယ်ဗီနိုင်းပလတ်စတစ်နဲ့လည်းပဲကျွန်တော်တို့ထုတ်ဝေပါတယ်ဒီနေ့ပရိစ္ဆသမုပ္ပါအနေနဲ့ဆိုလို့ရှိရင်အင်္ဂလိပ်လိုရိုက်ကြတယ်ကိုရီးယားလိုရိုက်ကြတယ်ဂျာမန်လိုရိုက်ကြတယ်ပြင်သစ်လိုရိုက်ကြတယ်စာအုပ်ကြီးပွားများနေတာလည်းတွေ့ရပါပြီကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့လည်းပဲဒီတရားတော်တွေကိုပရိစ္ဆသမုပ္ပါတရားကိုလည်းပဲအင်္ဂလိပ်လိုပြန်ဆိုထားတာရှိတယ်လို့စိတ်ဓာတ်နုပဒနာဝေဒနာနုပဒနာသစ္စာ၄ပါးဆရာတော်ကြီးရဲ့ထေရုပတ္တိအကျင့်ပြုံးတင်မဲ့သည်ဒီတရားစာအုပ်များကိုလည်းပဲမြန်မာလိုကနေပြီးတော့အင်္ဂလိပ်လိုပြန်ဆိုပြီးတော့မှဖြန့်ချီလျက်ရှိပါတယ်ပရိစ္ဆသမုပ္ပါစဝိုင်းဒေသနာတော်ကိုလည်းပဲအင်္ဂလိပ်လိုပြန်ဆိုပြီးတော့မှကျွန်တော်တို့ကဖြန့်ချီလျက်ရှိပါတယ်မြောက်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ယနေ့ချိန်ခါမှာမြန်မာနိုင်ငံအတွင်းမြို့ရွာဒေသအနှံ့ပြားမှာမိုးကုတ်ပြဿနာတရားစခန်းရိပ်သာခွဲပေါင်း900ကျော်ကိုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီတရားစခန်းတွေမှာမိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေကိုနာယူပူဇော်ခြင်းဆရာတော်ဘုရားကြီးမေးပေးလမ်းပြဆုံးမတော်မူတဲ့အတိုင်းရှုမှတ်အားထုတ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိနေကြပါတယ်ဒါဟာဆရာတော်ဘုရားကြီးမရှိတော့ပေမဲ့ဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့တရားတော်များအလုစခန်းကျင့်စဉ်များဟာအရှိတည်တဲ့ထွန်းလင်းတောက်ပနေမဲ့နမိတ်လက္ခဏာများပဲဖြစ်ပါတော့တယ်ရှင်